ကျောင်းလာပါဂေးမလေးကသူ့ရဲ့ဆက်8နှစ်ပြည့်မွေးနေ့ပါတီပွဲမှာကျွန်တော်ကိုချစ်ရေးဆိုခဲ့တာပါကျွန်တော်ညှင်းလိုက်တဲ့အခါမှာတော့ဒါဟာဂိမ်းရှုံးလို့ခံရတဲ့ဒဏ်ခတ်မှုတစ်ခုပါပဲလို့အလျင်မြန်စင်ကြေပေးရှာပါတယ်ကျွန်တော်မယုံမှာဆိုလို့လူတွေအများကြီးရဲ့ရှေ့မှာတင်ကျွန်တော်ရဲ့ WeChat အကောင့်ကိုပါဖျက်ပစ်ခဲ့ပါသေးတယ်သူ့ကိုချစ်နေမိတယ်လို့ကျွန်တော်ထင်လွဲသွားမှာကိုအရန်စိုးရိမ်နေတဲ့ပုံစံမျိုးနဲ့ပေါ့ဒါပေမဲ့အဲ့ဒီည10နာရီမှာတော့ကျွန်တော်ယူပပေတာပု္ပ္ပစာတွေကိုစိတ်ရောကိုပါမြုပ်နှံပြီးတွက်ချက်နေတော့ဖုန်းတန်မိလာခဲ့ပါတယ်ဖုန်းကိုယူကြည့်လိုက်တော့ WeChat message တစ်ဆောင်ရောက်နေတာကိုတွေ့လိုက်ရတယ်မုန်းနေတော့တဲ့ကျွန်တော်မျက်မှောင်ကျုပ်ပြီးအဲ့ဒီ message ကိုစိုက်ကြည့်ရင်ခါမြစဉ်းစားလိုက်ပြီးမှမတုံ့ပြန်ပဲဖုန်းကိုပြန်ကြကပု္ပ္ပစာဆက်တွက်နေလိုက်တယ်အခန်းထဲမှာနာရီဝက်လောက်တိတ်ဆိတ်သွားပြီးနောက်မှာတော့တာယာတဲ့တိုးနောင်ဆိုရဲ့ message အတန်လေးဟာညနေတန်းကောင်ရဲ့တိတ်ဆိတ်မှုကိုဒုတိယအကြိမ်ထပ်မံဖြိုခွဲလိုက်ပြန်ပါတယ်မုန်းနေတော့လူတွေအများကြီးရှေ့မှာဘာလို့ကျမကိုညင်းရတာလဲအဲ့ဒီစကားတခုကိုပြောထွက်ဖို့ကျမဘလောက်တောင်တတိတွေမနှင်းမွေးခဲ့ရလဲဆိုတာရှင်သိရလားရှင်ကကျမကိုနည်းနည်းလေးမှမချစ်ဘူးပဲလင်းကျိုးရှင်တရက်ဆက်တာပဲရှင်မဆိုင်မတော့ပဲတိုက်ရိုက်ကြီးညင်းလိုက်ရအောင်နည်းနည်းပါးပါးလေးမှစဉ်းစားမပေးချင်ဘူးလားကျမဘာတွေများမကောင်းလို့လဲဘာလို့အဲ့ဒီလောက်တောင်ဆက်ဆုပ်နေရတာလဲဘာလို့အခွင့်အရေးလုံးဝမပေးတာလဲလင်းတော်မောင်ရဲ့ရှင်ကိုမုန်းလိုက်တာရှင်ကျမကိုနည်းနည်းလေးမှမချစ်ဘူးမက်ဆေ့ချ်တွေတဆောင်ပြီးတဆောင်ဆက်တိုက်ဝင်လာတာနဲ့အမျှကျွန်တော်မှပို့ပြီးဆိုဝေးဆိုတာဖြစ်လာရတယ်အာရှီယူတယောက်ဘာတွေယူကြောင်ထနေတာလဲပေါ့နောက်ပြီးဒီလိုအတနာခံကိုယိုပြီးချွဲနွဲ့နေတဲ့စကားတွေကလည်းတိတ်ကိုပိုလုံးနေတာပဲဒါဟာပုံမှန်ချိန်မှာခေါင်းမော့ရင်ကော့ပြီးဘဝင်မြင့်နေတတ်တဲ့သူသေးသမီးလေးဟုတ်ရဲ့လားတခင်ဖြစ်သူရဲ့ပုတ်တက်ပေးမှုကိုလိုချင်ပြီးနှစ်သိမ့်ပေးဖို့စောင့်မျှော်နေတဲ့ဒဏ်ရာရခွေးကလေးတစ်ကောင်နဲ့တောင်ပို့တူနေပါသေးတယ်အာရှီယူဒီနေ့ကျွန်တော်ကိုချစ်ရေးဆိုခဲ့တာကအမျိုးသားနဲ့ចောင်းပိတ်ရဲ့နောက်ဆုံးရက်ဖြစ်တယ်လို့သူ့ရဲ့ဆက်8နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်မွေးနေ့ပါတီကိုအတန်းထဲကအတန်းဖော်တော်တော်များများကိုဖိတ်ထားတာပါကျွန်တော်ကပုံမှန်ချိန်မှာသူနဲ့တိတ်ပြီးကူးလူဆက်ဆံမှုမရှိပေမဲ့အားလုံးသွားကြတာဆိုတော့ဘယ်ဖြတ်ဖို့လဲမကောင်းတာကြောင့်သွားခဲ့ရတာပါအာရှီယူတို့မိသားစုကချမ်းသာတော့စားတောက်နေထိုင်တာမှန်သမျှအကောင်းဆုံးတွေကိုပဲတုံးဆွဲတာပါမွေးနေ့ပါတီကလည်းချွင်းချက်မဟုတ်ခဲ့ပါဘူးပြင်ဆင်ထားတာဆိုရင်ရာစုနှစ်တစ်ခုရဲ့မင်္ဂလာဧည့်ခံပွဲခန်းမကြီးအတိုင်းပါပဲထမင်းစားပြီးတဲ့အခါအားလုံးကတချင်းတွေဆိုဂိမ်းတွေစောကြရင်ညစ်တဲ့အထိအုံကြွက်ပြောပါခဲ့ကြတာပါလူတိုင်းပြန်ဖို့ပြင်ဆင်နေချိန်မှာပဲအာရှီယူကကျွန်တော်ရှေ့ကိုရုတ်တရက်ရောက်လာပြီးကျမရှင့်ကိုချစ်တယ်ဆိုတဲ့စကားကိုပြောချလိုက်ပါတယ်အဲ့ဒီစကားအဆုံးမှာတော့ပွဲတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးလူတိုင်းရဲ့အကြည့်တွေကကျွန်တော်တို့စီမှာရက်တန့်သွားခဲ့တယ်လူတွေအများကြီးရှေ့မှာသူ့ကိုညှင်းလိုက်ရတာမကောင်းဘူးဆိုပေမဲ့ကျွန်တော်ကတော့တောင်းပန်ပါတယ်လို့ပဲပြောလိုက်ပါတယ်ဒါကိုကြားတော့အာရှီယူဟာခါမြမင်းသက်သွားပြီးမှတပြင်းတစ်ချက်ကိုတက်တောင့်တက်တာချလိုက်ပါတယ်ပြီးတော့သူ့နောက်ကအပေါင်းအသင်းသူငယ်ချင်းမလေးတွေကိုမတက်တာတဲ့ပုံစံနဲ့ရပြီမလားလို့လှည့်ပြောလိုက်တယ်ပြောပြီးတာနဲ့ကျွန်တော်ဘက်ပြန်လှည့်လာပြီးအထင်မလွဲပါနဲ့နော်ခုနကဂိမ်းရှုံးသွားလို့သူတို့ကရှင့်ကိုလာချစ်ရေးဆိုခိုင်းတာဒါကစားပွဲတစ်ခုပဲကျမကရှင့်ကိုချစ်နေတာမဟုတ်ဘူးနော်လို့ရှင်းပြပါတော့တယ်သူကကျွန်တော်နားထောင်နေသလားမထောင်ဘူးလားဆိုတာကိုတော့မကယူးဆိုင်ပဲတဆိုင်မတ်မတ်ပြောနေခဲ့တာပါဟဲ့အဲ့ဒီလိုကြီးမကြည့်ပါနဲ့ဦးအေးပါကျမမားသွားပါတယ်ရှင့်ကိုစနောက်မိတာမဟုတ်သင့်ပါဘူးတောင်းပန်ပါတယ်နော်ចောင်းစာတော်ကြီးဟာရှင်မယုံဘူးမဟုတ်လားဒါဆိုရင်ရှင့်ရဲ့ WeChat ကောင့်ကိုကျမဖျက်ပစ်လိုက်မယ်လေသူကဖုန်းကိုထုတ်ယူပြီးလူတွေအများကြီးရှေ့မှာတင်ကျွန်တော် WeChat ကိုဖျက်ပစ်လိုက်ပါတယ်ပြီးတော့ဒါဟာအပျော်ကစားပွဲတစ်ခုတက်ပဲဆိုတာတက်တည်ပြဖို့လူတိုင်းကိုလှည့်ပြလိုက်ပါသေးတယ်ကဲရပြီစက်ကစားကြလို့ပြောပြီးတာနဲ့သူကအပေါင်းအသင်းသူငယ်ချင်းမလေးတွေနဲ့သူထွက်သွားပါတော့တယ်ကျွန်တော်ပါဝင်လူတိုင်းကဒီချစ်ရေးဆိုမှုဟာအလွဲတစ်ခုပဲလို့ယုံကြည်သွားအောင်လုပ်ခဲ့ပေမဲ့အခုဒီ message တွေကဘာသဘောလဲကျွန်တော်လည်းမေကွန်းတင်ကေတလေးတစ်ခုစမ်းပြီးပို့ကြည့်လိုက်ပေမဲ့ပို့လိုက်တာနဲ့တပြိုင်နက်အနီရောင်အာမေဂိတ်တင်ကေတလေးထွက်ပေါ်လာခဲ့ပါတယ်စက္ကန့်နှဲငယ်မြစဉ်းစားရခတ်သွားပြီးမှနောက်ဆုံးမှာတော့ကျွန်တော်နားလည်သွားခဲ့ပါတယ်အာရှီယူဟာကျွန်တော်ကိုအကောင့်ဖြတ်လိုက်ရင်ကျွန်တော် message တွေရတော့မှာမဟုတ်ဘူးလို့ထင်မှတ်ပြီးအဲ့ဒီလိုစောက်တလွဲစကားတွေကိုရှောက်ပို့နေတာဖြစ်ပါလိမ့်မယ်ဖုန်းကိုကင်ထားရင်ခါမြစဉ်းစားပြီးတဲ့နောက်ဆုံးတော့ကျွန်တော်ဂယူးမဆိုင်ပဲထားလိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဒုတိယနေ့ကတော့တနင်္လာနေ့ဖြစ်ပါတယ်ကျောင်းပြန်ရောက်တဲ့အခါအတန်းထဲကလေးတူးကချက်ချင်းဆိုသလိုတင်းမာလေးနဲ့သွားခဲ့တယ်စာတင်ချိန်ဖြစ်အနားယူချိန်ဖြစ်လူတိုင်းဟာခေါင်းမဖော်တန်းကိုလုပ်နေကြပြီး1မိနစ်ကို2မိနစ်စာလောက်သုံးဆွဲချင်နေကြတဲ့ပုံစံပါပဲစာမေးပွဲမေးခွန်းလွှာတွေရဲ့ကနေခေါင်းပြန်ဖော်ကြည့်လိုက်တဲ့အခါမွန်းလွဲပိုင်းတောင်ရောက်နေပြီဖြစ်ပါတယ်မနက်ခင်းတစ်ခုလုံးမှာကျွန်တော်နဲ့အာရှီယူဟာအင်စာတွေလိုက်သိမ်းတဲ့အချိန်ကြမှာပဲစကားတခုပြောဖြစ်ခဲ့ကြတယ်သူကတော့အရင်တိုင်းမှာပဲခက်အေးလေးတန်းနဲ့စာရွက်ကိုကျွန်တော်လက်ထဲဖြစ်တယ်လို့ပြစ်ထည့်ပေးလိုက်တာပါပြီးတော့သူ့ငယ်ချင်းမလေးတွေပဲလှည့်ပြီးစကားတွေဖောင်းဖွဲ့နေလိုက်တာဒီနှစ်တွေအတွင်းကျွန်တော်တို့စိတ်ကားနေခဲ့တဲ့ပုံစံနဲ့ဘာမှမကွာကြဘူးလေမင်းညကဝင်လာတဲ့ message တွေကဖုန်းပိုင်းရဲ့ Skype သွားလို့များလားလို့တောင်ကျွန်တော်ကိုတွေးဝေသွားစေတယ်ဒါပေမဲ့နေ့လယ်ပိုင်းတတိယအချိန်အတန်းသားချိန်မှာတော့ဖုန်းကထက်မိလာပြန်ပါတယ်အဲ့ဒီအချိန်ကကျွန်တော်တန်းထဲကပိုင်နေပင်နဲ့အတူတူတင်းချပု္ပ္ပစာတွက်နေတဲ့အချိန်ပေါ့ကျမကိုမချစ်ဘူးဆိုတော့ရှင်ကအဲ့ဒီစာချမ်းပိုးကိုသဘောကျနေလို့လားကျွန်တော်လည်းဘေးဘက်ကပြတင်းပေါက်စီကိုခိုးပြီးလက်ကြည့်လိုက်တော့မှန်ထဲမှာပေါ်နေတဲ့ NCU ကကျွန်တော်ကိုဒေါသတကြီးနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်စာချမ်းပိုးကဘာတွေများကောင်းနေလို့လဲရှင်ကိုပြောအောင်လဲမချော့တတ်ချစ်စကားလဲမပြောတတ်ပဲတနေ့စာဖတ်ဖို့လောက်ပဲတည်တာကိုလင်းကျိုးရှင်ရဲ့အကြိုက်ကတော့တကယ်ကိုအောက်လုံးထိုးနေတာပဲနောက်ဆုံး message ဝင်လာပြီးတဲ့နောက်အတန်းထဲမှာခွန်းဆိုတဲ့အတန်တစ်ခုထွက်ပေါ်လာပြီးခုံကိုကန်လိုက်တဲ့အတန်မျိုးက NCU ရှိနေတဲ့ဘက်ကနေထွက်လာတာပါနောက်ထပ်တစ်ပတ်ကြာတဲ့အထိဖုန်းထဲမှာသူ့စီက message တွေမကြာခဏဝင်လာတတ်ပါတယ်အားကစားချိန်ကျွန်တော်သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေတော့ message ကရောက်လာတယ်ဘောလုံးကစားတာတခြားမိန်းကလေးတွေရဲ့အာယုံဆိုင်မှုကိုရချင်လို့လားလင်းကျိုးရှင်ကျမကိုရောတကယ်ဂယူးဆိုင်ဖူးရဲ့လားတခြားသူတွေကကျမလောက်ဘလားပါမလဲကျမပြောလိုက်မယ်ဒီမဲ့ရဲ့ခနာကိုချိုးစားကအရမ်းမိုက်တာနော်စမ်းကြည့်ချင်လားအလားကားပေးစမ်းမယ်လေကျွန်တော်ចောင်းစာတော်တဲ့ကောင်မလေးနဲ့ចောင်းစင်းလို့အိမ်ပြန်လန်းကြုံတဲ့အခါကျတော့လေသူကခနဲ့တဲ့လေတန်နဲ့မေးလာပြန်တယ်လင်းတော်မောင်ရှင်တို့တွေတကယ်ပဲအိမ်ကိုအတူတူပြန်ယုံတက်ပဲမဟုတ်လားတခြားနေရာကိုသွားတာမဟုတ်ဘူးမလားကျမပြောမယ်နော်ရှင့်အတွက်အခုအရေးကြီးဆုံးကပညာရေးပဲလျှောက်ပြီးယူကြောင်ကြောင်တွေမတွေးနဲ့ရေးစားထားလို့အမတ်တွေကျသွားတဲ့တာတကတွေအများကြီးရဲ့နော်ရှင်သင်ခန်းစာယူဖို့တော့လိုမဲကြလား
ကျွန်တော်သူငယ်ချင်းတွေနဲ့ဖုံးပြောနေတဲ့အချိန်မျိုးကြပြန်တော့လေအချစ်ခံရမှုကင်းမဲ့နေတဲ့ခွေးပေါက်လေးတစ်ကောင်လိုတနာကမားနဲ့လင်းတော်မောင်ရှင်ဘသူနဲ့ဖုံးပြောနေတာလဲတမိနစ်နဲ့စက္ကန့်30တောင်ရှိနေပြီဘာစကားတွေများအဲ့ဒီလောက်ကြာအောင်ပြောစရာရှိနေလို့လဲတမိနစ်နဲ့စက္ကန့်40ရှိပြီ2မိနစ်ရှိပြီ2မိနစ်15စက္ကန့်ရှိပြီ3မိနစ်ရှိပြီရှင်ပုံမှန်ဆိုကျမကိုဒီလောက်စကားတွေအများကြီးမပြောပါဘူးလို့ပို့ပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်စာလုံးနေတာမဟုတ်ဘူးဆိုရင်ကိုအိတ်ကက်ထဲကဖုံးကချက်ချင်းမိလာတော့တာပါပဲအဲ့ဒီစကားလုံးတွေထဲမှာတခါတလေတောင်းပန်တိုးရှိုးမှုတွေပါတယ်လို့တခါတလေကြတော့လဲတနာစရာကောင်းနေပြန်ရောတခါတလေကြတော့လဲတေခါနီးပဲတကောင်လိုခေါင်းပါပြီးမာနခံတဲ့စကားတွေပြောပြန်ပါတယ်ဒါပေမဲ့အပေါ်ယံမြင်မှာတော့ NCU ကအတန်းထဲမှာကျွန်တော်နဲ့စကားတခွန်းတောင်မပြောခဲ့ပါဘူးမပြောတဲ့အပြင်သူကကျွန်တော်ကိုတမင်တက်တက်ပဲဖြစ်ဖြစ်မရည်ရပဲနဲ့ပဲဖြစ်ဖြစ်ရှောင်ဖယ်နေတယ်လို့တောင်ကျွန်တော်သတိထားမိလိုက်တယ်တခါကဆိုရင်အားလုံးစာလို့ရတာပင်ပန်းသွားလို့အနားယူရင်စကားဆက်မိရာကနေအဲ့ဒီနေ့ကသူကျွန်တော်ကိုချေးရေးဆိုခဲ့တဲ့အကြောင်းကိုဘလို့ရောက်သွားမှန်းတောင်မသိလိုက်ဘူးအစပဲပြောရသေးတယ် NCU တယောက်အမွေးတွေထောင်သွားတဲ့အကြောင်းတကောင်လိုထိုင်ကုန်ပေါ်ကနေဝုန်းခန့်နဲ့တခုံပါတော့တယ်နင်တို့တွေယူနေလားဂိမ်းရှုံးလို့ပါလို့ပြောထားရက်နဲ့နင်တို့ကတော့တကယ်တွေးတက်လုံးနဲ့ပညာရှိကအချစ်မြစ်ထဲမစင်ဘူးဟဲ့အချစ်တွေအကျဉ်းသားတွေဆိုတာဘာလဲနားလဲလားနင်တို့တွေကြိုးကြိုးရှူမန်းရဲ့အချစ်ဝတ္ထုလေးတွေဖတ်တာများနေပြီထင်တယ်သူ့ရဲ့ဗီဒီယိုတွေကချုံမြင်ပြီးကြည်ကောင်းမှန်းငါသိပေမဲ့နင်တို့တွေတိတ်ပြီးရှောက်မတွေးကြပါနဲ့လားအထက်ပါအကြောင်းအရာအားလုံးကိုကျွန်တော် view မဆိုင်ခဲ့တဲ့အကြောင်းပြန်တက်ပြီးပထမဆုံးရက်တစ်ပတ်ကိုဒီလိုနဲ့ပဲအေးအေးချမ်းချမ်းဖြတ်တန်းခဲ့ပါတယ်စနေနေ့ညဘက်မှာတော့နောက်နေ့ကျောင်းပိတ်မှာဖြစ်လို့ညချက်စာချိန်တစ်ချိန်လျော့သွားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျောင်းမှာပဲဆက်နေပြီးပုံမှန်ချိန်ရောက်မှသာလွယ်အိတ်သိမ်းပြီးဆင်းလာခဲ့တယ်ဒီအချိန်မှာစာတင်ဆောင်ထဲမှာလူဆိုလို့တိတ်မရှိတော့ပါဘူးကျွန်တော်လည်းတိတ်ဆိတ်နေတဲ့နေရာမှာခြေတံပြင်းပြင်းနင်းလျက်လေကားစင်းရင်စာလုံးပေါင်းတွေကြက်မှတ်နေတော့မျက်စိရှိမှာအရေးတစ်ခုရုတ်တရက်ပေါ်လာပြီးတွားရလန်းကိုပိတ်ရက်လိုက်ပါတယ်တေချာကြည့်လိုက်တော့ NCU ဖြစ်နေတယ်ဘာလို့မလို့လဲ NCU ရဲ့မျက်နှာကနင်းနေရှုပ်ထွေးနေပြီးလေပင်ကိုမတ်မတ်ထားကစကားပြောချင်နေပေမဲ့ပြောမထွက်ဖြစ်နေတဲ့ပုံစံမျိုးပါဘာကိစ္စရှိလို့လဲမပြောရင်ငါသွားတော့မယ်လို့ပြောပြီးကျွန်တော်လည်းထွက်သွားဖို့ပြင်လိုက်တယ်ဒါပေမဲ့သူကရှေ့တိုးလာပြီးကျွန်တော်ကိုလမ်းဖန်းဆွဲထားလိုက်တယ်ငါနင့်ကိုတစ်ခုလောက်မေးချင်လို့ပါလို့သူကအာယူပြီးခက်ခက်ခဲခဲပြောလာပါတယ်ဘာမင်းမလို့လဲသူကချက်ချင်းမဖြေပဲနေရထိုင်ရခက်နေတဲ့မျက်နှာထားနဲ့ခါရက်သွားပြီးဘေးဘက်ကိုစိုးရိမ်တကြီးနဲ့ခါလောက်လဲကြည့်ပြီးမှကျွန်တော်ဘက်ပြန်လှည့်လာကစိုက်ကြည့်ရင်မေးလိုက်ပါတယ်နင်ဘာလို့ငါ့ကိုညင်းခဲ့တာလဲကျွန်တော်လည်းနင်းနေကြောင်သွားပြီးချက်ချင်းတုံ့ပြန်မှုမပေးနိုင်ခဲ့ဘူးဟိုနေ့ကလေးငါမွေးနေတုန်းကလေးလို့သူကစိတ်ရှုပ်ပြီးဒေါသထွက်နေတဲ့ပုံစံနဲ့ပြောပါတယ်ဒီမေးခွန်းကနည်းနည်းရုတ်တရက်ဆန်လုံးနေတယ်လေကျွန်တော်ချက်ချင်းတုံ့ပြန်မှုမပေးနိုင်ခဲ့ဘူးဒါကိုမြင်တော့ NCU ကထပ်ပြီးရှင်းပြလာတယ်နင်းလျှောက်မတွေးနဲ့နော်ငါကနည်းနည်းသိချင်ုံတက်ပါတကယ်တော့လေဒါပေမဲ့သူကစကားကိုချက်ချင်းပြောင်းပြီးထပ်မံအလေးနဲ့ပြောလာပြန်တယ်ဘာပဲဖြစ်ဖြစ်လေနင်းနေသိချင်ုံတက်ပါနင်းပြောချင်ရင်လည်းပြောမပြောချင်လဲနေပါဘာပဲဖြစ်ဖြစ်ငါလည်းတိတ်ပြီးအရန်ကြီးသိချင်နေတာမဟုတ်ပါဘူးပြောပြီးတာနဲ့အဲ့ဒီနုနယ်တဲ့မျက်နှာလေးဟာရှက်သွေးဖြာကတခါနီလိုက်တခါဖြူလိုက်နဲ့ကျွန်တော်အဖြေကိုစောင့်နေရှာတယ်ကျွန်တော်သူ့ကိုစိုက်ကြည့်လိုက်ပြီးမှစကားစလိုက်တယ်ဘာလို့လဲဆိုတော့နင်းရဲ့စာမေးပွဲအမှတ်တွေကတိတ်ညံ့လုံးလို့လေစကားလဲအဆုံး NCU တယောက်ကြက်တေသွားပြီးမျက်လုံးပြူးသားဖြစ်သွားတော့တယ်အဲ့ဒီနောက်ပိုင်းရက်တော်ကြတဲ့အထိသူကျွန်တော်စီကို message ချထပ်မပို့တော့ပါဘူးပုံမှန်တန်းထဲမှာလဲကျွန်တော်နဲ့လုံးဝကိုအဆက်အသွယ်မလုပ်တော့ဘူးလေကျွန်တော်အိမ်စာသွားတဲ့အခါမှာတောင်သူ့ခုံဖော်ကပဲသူ့အိမ်စာကိုကျွန်တော်စီလမ်းပေးပါတော့တယ်အဲ့ဒီနေ့ကကိစ္စကိုသူနောက်ဆုံးတော့စိတ်လျှော့လိုက်ပြီလို့ပဲကျွန်တော်ထင်ခဲ့မိတာဘာပဲဖြစ်ဖြစ်ဒီလိုသူထေးသမီးလေးတွေကဘာပဲလုပ်3မိနစ်လောက်ပဲအပူတပြင်းစိတ်အားထက်တန်တက်တာမျိုးမဟုတ်လားဒါပေမဲ့တပတ်ကြာပြီးနောက်အားကစားချိန်မှာတော့သူ့ရဲ့သူငယ်ချင်းမလေးတယောက်ကသူ့ကိုဂိမ်းတူဆော့ဖို့လာရှာခဲ့တယ်ဒါပေမဲ့သူကဘေးနားကတစ်ပင်ရဲ့အောက်မှာထိုင်ပြီးတခုခုကိုကင်ကာကြည့်နေတာကိုတွေ့လိုက်ရတယ်ခိုးကြောင်ခိုးဝက်နဲ့ဘာတွေကြည့်နေတာလဲလီရှီယာကတွားရင်းနဲ့ရဲရဲမောမောနောက်ပြောင်ကမေးလိုက်ပါတယ်ဘယ်ကောင်လေးပေးလိုက်တဲ့ရေးစားစာလဲ NCU ကတော့ခေါင်းငုံပြီးအရန်ကိုအာယုံဆိုင်နေခဲ့တာမို့လီရှီယာအနားရောက်လာမှပဲတတိထားမိသွားတော့တယ်သူခိုးလူမိသွားတယ်လို့ပြာရခတ်သွားပေမဲ့ဟန်ကိုဘိုလုတ်ကလက်ထဲကဟာကိုအိတ်ကက်ထဲကမန်းကရန်ထိုးထည့်လိုက်ပါတယ်ဒါပေမဲ့ဒီလိုလုပ်လိုက်တာကပြောင်းပြန်ကျိုးတက်ရောက်သွားပြီးလီရှီယာရဲ့ဆက်စုကျင်စိတ်ကိုချက်ချင်းပဲနှုတ်ဆုပ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်သူကပြေးသွားပြီး NCU ရဲ့အိတ်ကက်ထဲကအရာကိုလူယူကတေချာကြည့်ဖို့စူးစမ်းရင်းတစ်ဖက်ကလည်းဘာတွေကြည့်နေတာလဲအဲ့ဒီလောက်တောင်ရှုပ်ဝက်နေရလားလို့မေးလိုက်တယ် NCU ကအသေးလဲကာကွယ်နေတာကိုမြင်တော့ဟန်ဆောင်ပန်ဆောင်ရင်ခွဲနာကြဟန်နဲ့ NCU ကိုမေးပြန်တယ်ငါကနင့်ရဲ့အခြေရဆုံးသူမဟုတ်တော့ဘူးလားနင်ကငါ့ကိုတောင်ရှုပ်ဝက်ချက်တွေထားနေပြီပေါ့လေဒါပေမဲ့ဘလို့ပဲပြော NCU ကတော့မျက်နှာတီကြီးနဲ့ဘာမှမဟုတ်ပါဘူးလို့ပဲပြီးဆွဲဖြေလိုက်တယ်နင်ကြည့်ရတာငါယုံမဲ့ထင်လားတေချာပေါက်တစ်ခုခုဖုံးကွယ်ထားတာပဲလီရှီယာကတော့အတိအကျတီးရမှဂျင်းနဲ့မဲ့ပုံစံမျိုးပါပဲဒီလိုနဲ့ NCU ကိုအတင်းပိတ်ရထားပြီးဘေးနားကကျောင်းသူတယောက်ကိုပါအကူညီလန်းခေါ်ကပူးပေါင်းလိုက်တယ်နောက်ဆုံးတော့အိတ်ကက်ထဲကအရာကိုအတင်းဆွဲထုတ်ယူနိုင်သွားတော့တယ်ဒါပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မင်းတက်သွားကြပါတော့တယ်လီရှီယာကရှုပ်ထွေးနေတဲ့မျက်နှာထားနဲ့ NCU ကိုကြည့်ပြီးနင်ကစာလုံးပေါင်းတွေကျက်နေတာလားနောက်ဆုံးစကားလုံး3လုံးကတော့တိတိတာတာကိုအပြောရခတ်နေတဲ့လေတံနဲ့ထွက်ကြလာတာပါဒီချိန်မှာအတန်းထဲကကျောင်းသားများစုဟာတစ်ပင်ရိပ်အောက်မှာနေဘူးစင်ကခိုးအောင်နေကြတာလေဒီအတန်ကိုကြားလိုက်ရတော့လူတိုင်းကလန့်ကြည့်လာကြတယ် NCU ရဲ့သူငယ်ချင်းမလေးတွေဆိုရင်ဂိမ်းကိုတောင်ပစ်ချထားခဲ့ပြီးပြေးလာကအဲ့ဒီစာလုံးပေါင်းမဆုစာအုပ်လေးကိုတေချာကန်ကြည့်ကြပါတော့တယ်ပြီးတော့တယောက်တစ်ပေါက်နဲ့ဝေဖန်ပြောဆိုကြပါလေရောဟဲ့နင်ဒီနေ့ဦးနောက်များချွေရင်သွားတာလားနင်ဘသူပဲဖြစ်ဖြစ်အမမရဲ့ကိုပေါ်ကနေအခုချက်ချင်းဆင်းသွားစမ်းပါဒီနေ့တော့နင်နောက်ဘက်ကများထွက်လာတာလားပဲ NCU ကတော့လူတိုင်းရဲ့နောက်ပြောင်ပြီးဆက်စုကျင်နေကြတဲ့အကြည့်တွေအောက်မှာဘာပြောရမှန်းမသိအောင်ဆွန့်လို့နေရှာပါတယ်ခုနကလေကားပေါ်ကဆင်းလာတော့ကောက်ရခဲ့တာပါဘသူဟာလဲဆိုတာကြည့်ပြီးပိုင်ရှင်ကိုပြန်ပေးမလို့ပါဒါပေမဲ့သူငယ်ချင်းတွေကတော့တိတိတာတာကိုမယုံကြပါဘူးဒီလိုဆိုရင်ခုနကဘာလို့ပုံးရှိုးွယ်ရှိုးလုံးနေရတာလဲနင့်ပုံစံကတိတိတာတာကြီးကိုလက်ပြမလုံးဖြစ်နေတာလေငါဘယ်မှာပုံးလို့လဲဒါကသူများပစ္စည်းလေဟိုလူဒီလူလက်ထဲပတ်ပေးနေလို့ဘာကောင်းပါလဲ
သူ့ငယ်ချင်းမလေးတွေကပြန်ပတ်ခံပြောချင်သေးပေမဲ့ NCU ကဖျက်ပြောလိုက်ပါတယ်။တော်ကြပါတော့စကားကိုရှင်းနေတာပဲမရှုပ်ဘူးလား။ဂိမ်းဆော့မှလားမဆော့ဘူးလား။ပြောဆိုနဲ့ဘေးဘက်ကရှင်းလင်းနေတဲ့နေရာစီကိုထွက်သွားဖို့ပြင်လိုက်တယ်။ဒါပေမဲ့မတက်ရက်လိုက်တာနဲ့ကျွန်တော်ရဲ့အကြည့်နဲ့အနေရော်ပဲဆုံသွားပါတယ်။သူချက်ချင်းနေရထိုင်ရခတ်သွားပြီးခဏလောက်တောင်းတင်းသွားပြီးမှမျက်နှာကိုခတ်တင်းပဲတစ်ဖက်ကိုလွှဲသွားတော့တယ်။ညဘက်ရောက်တော့တပတ်တိတိကြပြီးနောက်သူ့စီကမက်ဆေ့ကတစ်ဆောင်ကိုကျွန်တော်ထည့်ရခဲ့ပြန်ပါတယ်။ပထမဆုံးတစ်ဆောင်ကတော့အုံငိုနေတဲ့ emoji 3 ခုပါ။အဲ့ဒီနောက်မှာတော့သူကရှီရှီဝေးဝေးနဲ့ငိုယိုပြီးတိုင်တော့ပါတော့တယ်။လင်းတော်မောင်ဒီနေ့တော့ကျမတကယ်ရှက်လုံးလို့တေးချင်တာပဲရှင်ကျမကိုများအထင်သေးသွားမလားဟင်လီရှီယာအဲ့ဒီခွေးမောက်ကိုတကယ်ထုထောင်းပစ်ချင်တာပဲနောက်ပြီးသူသာမနှောက်ရှက်ရင်ကျမစာလုံးပေါင်းနဲ့လုံး3လုံးလောက်ပို့ချက်လို့ရနေသေးတာကိုမက်ဆေ့ချ်ကခဏလောက်ရက်သွားပြီးအဲ့ဒီနောက်ဆက်ပို့လာတယ်ဘာပဲဖြစ်ဖြစ်ကျမဆုံးဖြတ်ပြီးသွားပြီးရှင်ကျမကိုအထင်သေးခွင့်ပေးမှာမဟုတ်ဘူးလင်းကျိုးကျမရဲ့စူးစမ်းမှုကိုသာရှင်စောင့်ကြည့်နေလိုက်တော့ရှင်ကိုမြည်အောင်ကျမစူးစမ်းမှာပါကျမကစိတ်နှစ်ခုဖြစ်တတ်တဲ့သူမဟုတ်ဘူးနော်အဲ့ဒီနေ့နောက်ပိုင်းဒုတိယနေ့ကစားပြီး NCU တယောက်အတန်းထဲမှာတကယ်ကိုအကဲမပိုတော့ပဲငိမ့်သက်သွားခဲ့တယ်သူကမူလကတည်းကအလိုလိုက်ခံထားရပြီးဟိတ်ဟန်ကြီးတဲ့သူသေးသမီးလေးဆိုတော့အရင်ကစာတင်ချိန်တွေမှာပြဿနာရှာပြီးအတန်းကိုမနှောက်ယှက်ပေမဲ့အတန်းသားချိန်30မိနစ်လောက်လေးမှာတောင်သူ့ငယ်ချင်းမလေးတွေကိုဆွဲခေါ်ပြီးစင်ကြံလန်းမှာဟန်တခွဲသားနဲ့တပတ်လောက်တော့ပတ်လျှောက်တတ်တာပါဒါပေမဲ့အခုတော့အိမ်သာသွားတာကလွဲရင်သူကထိုင်ကုန်မှာပဲနေပြီးပု္ပ္ပာတွေဆက်တွက်နေပြီလေပထမရန်နေငယ်မှာတော့သူ့ရဲ့သူငယ်ချင်းမလေးတွေကတဘာဝကြကြပဲအသားမကျဖြစ်နေကြပေမဲ့သူကတော့အချိန်တိုင်းရုပ်တိရှိပုံရတဲ့စင်ကြေတစ်ခုရှာပြီးအလွယ်တကူရှောင်လဲနိုင်ခဲ့တယ်ဒီလာတဲ့ပြဿနာမရှာရဘူးလို့အိမ်ကတင်းကြပ်သတ်မှတ်ထားတယ်မဟုတ်ရင်ငါးကက်ကိုပိတ်ပစ်လိုက်မယ်လေသူငယ်ချင်းတွေနဲ့အပျော်လောင်းထားတာဒီပု္ပ္ပာကိုဘယ်သူတွက်နိုင်မလဲဆိုပြီးတော့လေတွက်နိုင်တဲ့သူကိုအထူးထုတ်ဂိမ်းခွေတစ်ခွေလက်ဆောင်ပေးမယ်တဲ့အတန်းပိုင်ဆရာမကတနာစရာကောင်းလောက်အောင်တွတ်ပြောနေလို့ဟန်ဆောင်ပြီးလုပ်ပြနေတာပါအချုပ်ပြောရရင်စင်ကြေမျိုးစုံပေးနိုင်တာပါပဲပြောတဲ့အချိန်မှာလဲယွင်ရှာပြီးဂယူးမဆိုင်တဲ့လေတံမျိုးနဲ့ပေါ့လူတိုင်းကလည်းသူ့ရဲ့အလေးနက်မရှိတဲ့ပုံစံကိုမြင်တော့အဖြည်းဖြည်းနဲ့ယုံသွားကြတယ်နောက်ပိုင်းကျတော့အတန်းသားတာနဲ့သူကလူတွေကိုစားလိုက်မင်းနေတာတောင်အားလုံးကမထူးဆန်းတော့ဘူးလို့ထင်လာကြတယ်သူစားမင်းရင်များသောအားဖြင့်ကျွန်တော်ကိုပဲလာမေးလေးရှိတယ်ပထမဆုံးချိန်ကတော့မနက်ပိုင်းအတန်းသားချိန်အရှိကြီးမှာပါအဲ့ဒီအချိန်ကကျွန်တော်ရေသွားခတ်မလို့ပြင်နေတော့ပေါ့သူကတဲမတ်လျှောက်လာပြီးမကြေမနက်ဖြစ်နေတဲ့ပုံစံနဲ့လင်းကျိုးနေငါ့ကိုဒီပု္ပ္ပာဘယ်လိုတွက်ရမလဲဆိုတာလေးပြောပြပေးလို့ရမလားတဲ့ဒီစကားကကျွန်တော်ကိုနည်းနည်းအံ့တသွားစေတယ်ဘာလို့လဲဆိုတော့ဒီရက်ပိုင်းတွင်ညဘက်တွေမှာသူကျွန်တော်စီမက်ဆေ့ချ်ပို့ပေးမယ်နေ့ဘက်အတန်းထဲမှာဆိုသူ့ကြည့်တွေကကျွန်တော်ကိုတမင်တက်ရှောင်လဲနေတက်လို့ပါဒါနဲ့ကျွန်တော်လည်းတိတ်မသေးချတဲ့လေတန်းနဲ့ငါ့ကိုမေးတာလားလို့မေးလိုက်တယ်နင့်ကိုမမေးလို့ဘသူ့ကိုသွားမေးရမှာလဲအတန်းထဲမှာလင်းကျိုးဆိုတဲ့နမီနဲ့နောက်ဘယ်သူရှိသေးလို့လဲခန်းရက်သွားပြီးနောက်သူကသူ့ဘာသာဆက်ပြီးရှင်းပြနေပြန်တယ်နေအထင်မလွဲနဲ့တော့သူငယ်ချင်းတွေနဲ့လောင်းထားလို့တာပေါ့မဟုတ်ရင်ဒီဟာတွေကိုငါကခေါင်းစားခံပြီးစဉ်းစားနေမှာမဟုတ်ဘူးနေလျှောက်မတွေးနဲ့ပြောရင်းနဲ့လက်ကိုနောက်ပစ်ကခေါင်းကိုတစ်ဖက်လွှဲပြီးဘာကိုမှဂယူးမဆိုင်တဲ့အေးဆေးပုံစံမျိုးလုပ်ပြနေသေးတယ်ကျွန်တော်သူ့ကိုစကားမပြောနိုင်တော့လောက်အောင်စိုက်ကြည့်ရင်နင်ဒီလောက်အများကြီးရှင်းပြစရာမလိုပါဘူးငါကနင်းနဲ့အန်တသွားယုံတင်ပါဘာလို့လဲဆိုတော့နင်းနဲ့ဝန်ခဲကပိုနီးတယ်လေပြီးတော့အရင်ကလည်းနင်ငါ့ကိုတခါမှမမေးဘူးလို့ပါလို့ပြောလိုက်တယ်ဒီစကားကခုနကသူတကယ်ပဲစာစူးစမ်းတော့မယ်လို့ကျွန်တော်ထင်သွားမှဆိုလို့ရှင်းပြနေတာထက်တောင်သူ့ကိုပိုပြီးဒေါသထွက်သွားစေတယ်သူကအမီးနှင်းခံလိုက်ရတယ်လို့ဝုန်းတိုင်းကျဲပါတော့တယ်ဘာတွေနီးတာဝေးတာလာပြောနေတာလဲငါသူ့ကိုတခါမှမမေးဘူးနော်ပြီးတော့နင်ကတကြောင်လုံးမှာပထမရထားတာမဟုတ်ဘူးလားငါကဘာကိစ္စတခါတည်းပြအောင်တိုက်ရိုက်မမေးပဲနေရမှာလဲဒီအထိကြားလိုက်ရတော့ကျွန်တော်လည်းမနေနိုင်ပဲပြုံးလိုက်မိတယ်ဒီလိုမြင်တော့ NCU ကတတိကြီးစွာနဲ့နင်ပါရတာလဲလို့မေးတယ်နင်စကားပုံတွေတုံးတက်တာတော့တယ်လို့တွေးမိလို့ပါလို့ပြောလိုက်တော့ဒီစကားကြားတာနဲ့ NCU တယောက်တုံးတက်သွားပြီးချက်ချင်းပဲလေပင်ထိညီရဲသွားတော့တယ်မျက်နှာတစ်ခုလုံးဒေါသထွက်သွားပြီးစကားပြောတာတောင်မပီမတ်တာဖြစ်သွားတယ်နင်တကယ်ပဲနေရှင်းပြမှာလားမရှင်းပြချင်ဘူးဆိုလဲနေတော့တဲ့အကူညီတောင်းနေတယ်ဆိုတဲ့အတိစိတ်လုံးဝမရှိတယ်ယဉ်တီးတဲ့သဘောထားနဲ့ပေါ့ကျွန်တော်နင်းနေစိတ်ပြတ်သွားပေမဲ့ဘယ်ပု္ပ္ပာလဲလို့ပဲမေးလိုက်တယ်သူကအခြေအနေပေးတာနဲ့ကျွန်တော်ဘေးမှာဝင်ထိုင်လိုက်ပြီးလေ့ကျင့်ခန်းစာအုပ်ပေါ်ကပု္ပ္ပာကိုလက်ညှိုးထိုးပြတယ်သူ့ရဲ့စာအုပ်ကိုကြည့်လိုက်ပြီးနောက်ခဏအတွင်းမှာပဲကျွန်တော်စကားပြောစရာစကားလုံးစွန့်သွားတယ်ဘာဖြစ်ပြန်ပြီလဲလို့သူကဒေါသတက်ကြီးမေးတယ်နင့်လက်ရေးကအရန်ရုပ်ဆိုးတာပဲလို့ကျွန်တော်ဒီမခံနိုင်တော့ပဲတိုက်ရိုက်ပြောချလိုက်တယ် NCU တယောက်ချက်ချင်းပဲဒေါသထွက်လုံးလို့မျက်လုံးတွေပါနီးရဲသွားတယ်သူကကျွန်တော်ကိုမကြေမနက်စိုက်ကြည့်ရင်နင်အဲ့ဒီတုန်းကမပြောခဲ့ပဲနဲ့လဲဘာမပြောခဲ့တာလဲသူပါဆက်ဟာသွားပြီးကျွန်တော်ကိုအပြစ်တင်တယ်လို့စိုက်ကြည့်ပေမဲ့နောက်ဆုံးတော့စကားလမ်းကြောင်းလွှဲလိုက်တယ်နေမြင်မြန်လို့လေအတန်းဆက်တော့မယ်တဲ့ကျွန်တော်နာရီကိုကြည့်လိုက်တော့တကယ်ပဲအချိန်သိမ့်မကြံတော့တာမို့သူနဲ့ဆက်မငင်းတော့ပဲပု္ပ္ပာကိုစပြီးရှင်းပြလိုက်တယ် NCU ကခေါင်းပြေးတယ်တော်တော်လေးမြန်ကောင်းတာမို့အတွက်နီးကိုမြင်မြန်ဆန်ဆန်ပဲနားလည်သွားတယ်ရှင်းပြလို့ပြီးသွားတဲ့အခါသူကညီးတွားခြင်းနဲ့မျက်နှာကိုခက်တီတီလုပ်ပြီးစာအုပ်ကိုကင်ထားတယ်အခြားလက်တစ်ဖက်ကတော့ကျွန်တော်ရဲ့ရေဘူးကိုဆွဲယူသွားပြီးရေတောက်ဆက်စီပြေးသွားကရေပြည့်ချပြီးပြန်လာချပေးတယ်သူထိုင်ကုန်ကိုပြန်ရောက်တာနဲ့ကျွန်တော်ဖုန်းကမြည်လာတယ်လင်းတော်မောင်ရှင်ကျမကိုထက်ငုံအောင်လုပ်ပြန်ပြီးရှင်ကတိမတီးဘူးပြီးတော့ကျမရဲ့လက်ရေးကိုလည်းယွင်ရှာသေးတယ်ကျမလေးဝမ်းနေလုံးလို့သေးတော့မယ်ရှင်ကအဲ့ဒီမှာရဲနေသေးတယ်နော်ဟဲ့နေပါဦးငါကဘယ်နေရာမှာကတိမတီးတာရှိလို့လဲအဲ့ဒီနောက်ပိုင်းလောဝက်ကျော်လောက်ထိ NCU ကအခွင့်ရေးရတာနဲ့ကျွန်တော်ကိုဆာလာမေးတော့တာပဲလူတယောက်လုံးဝပြောင်းလဲသွားတယ်လို့ကိုစူးစမ်းလာတာပါရှင်းပြလို့ပြီးသွားတိုင်းသူကကျွန်တော်ရဲ့ရေဘူးကိုခိုးယူသွားပြီးရေပြည့်သွားဖြစ်ပေးတတ်တယ်ကျွန်တော်ရဲ့စားပွဲအံဝက်ထဲမှာအယုတ်လေးတွေမွန်လေးတွေလိုမျိုးပစ္စည်းသေးမွားလေးတွေအမျိုးစုံရောက်လာတတ်တယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်တိမထားမိတဲ့အချိန်မှာသူကခိုးထည့်သွားတာကြီးပါပဲဒါပေမဲ့သူကကျွန်တော်ကိုပေးတာပါလို့တခါမှမပြောတဲ့အတွက်ကျွန်တော်မှကျေးဇူးတင်ဖို့ဒါမှမဟုတ်ညှင်းဆန်ဖို့တောင်အခွင့်အရေးမရလိုက်ဘူးလေမကြခင်မှာပဲနောက်ထပ်လဆင်စာမေးပွဲကိုရောက်လာခဲ့တယ်ကျွန်တော်နဲ့ NCU ကစာမေးပွဲခန်းတစ်ခန်းထဲမကြတဲ့အတွက်အဲ့ဒီနေ့ရက်မှာသူ့ကိုတိတ်မတွေ့ရပါဘူး
စာမေးပွဲပြီးလို့လဆင်ကြောင်းပိတ်ရက်ပြီးတော့ဒီနေ့ရက်အတွင်းမှာသူကကျွန်တော်စီကို message တွေတရက်ဆက်ကိုပို့ပါတော့တယ်မနေ့ပိုင်းမှာယုံကြည်မှုအပြည့်နဲ့လင်းကျိုးဒီတစ်ခေါက်တော့ငါတေချာပေါက်တိုးတက်လာမှာမို့နင်သာစောင့်ကြည့်နေလိုက်တော့တယ်နေ့လယ်လောက်ကျတော့နင်းနေစိတ်တက်ကြပြီးတန်တရားဝင်လာတဲ့ပုံစံနဲ့ငါစာစီစာကုန်းရေးတာစာလုံးရင်မပြည့်လိုက်ဘူးအမှတ်တွေရှော့ခံရမလားမသိဘူးနော်တကယ်လို့အဲ့ဒီလိုဖြစ်ခဲ့ရင်တောင်လင်းတော်မောင်ရှင်တိထားရမှာကအဲ့ဒါကျမရဲ့တကယ်အရေးချင်းမဟုတ်ဘူးဆိုတာပဲကျမကအရန်စိတ်လှုပ်ရှားသွားလို့ပါတဲ့ညဘက်ရောက်တော့ငိုယိုပြီးအားငယ်တက်တဲ့ကောင်မလေးတယောက်လိုလုံးဝကိုပြောင်းလဲသွားပြန်ရောအိုးခလေးလေးဒီတစ်ခေါက်လဲအမှတ်မကောင်းပါဘူးငါရမ်းကြောက်နေပြီတကယ်လို့တိုးတက်မလာခဲ့ရင်ရှင်ကကျမကိုပို့ပြီးတုံးတယ်လို့ထင်သွားမှလားဟင်ရှင်နဲ့မတန်ဘူးလို့ပို့ပြီးတတ်မှတ်သွားတော့မှလားငိုလို့ခါလောက်ကြတော့ယူကြောင်ကြောင်စကားတွေထပ်ပြောလာပြန်တယ်ကြည့်ရတာကျမတော့အစ်စ်ပြန်မွေးဖွားလာအောင်လှုပ်လိုက်မှရတော့မယ်ထင်တယ်လင်းတော်မောင်ရှင်ကျမကိုစောင့်နိုင်ပါမလားဟင်ရှင်ကရှင်းထက်အများကြီးငယ်တဲ့သူကိုရောသဘောကျမှာလားတဲ့ဒီလိုစိတ်နှစ်ခုဖြစ်နေတဲ့ message တွေကိုကြည့်ပြီးကျွန်တော်တကယ်ပဲဖုန်းတကောခေါ်ပြီးသူ့ကိုငြိမ်ငြိမ်လေးနေဖို့ပြောပြချင်စိတ်ပေါက်သွားတယ်လဆင်စာမေးပွဲအဖြေတွေကအယမ်းမြန်ပဲထွက်လာခဲ့တယ် NCU ကလူတိုင်းရဲ့အန်တာနေတဲ့အကြည့်တွေကြားထဲမှာစုစုပေါင်းရမှတ်20လောက်တိုးလာတဲ့သူ့ရဲ့စာမေးပွဲမေးခွန်းလွှာကိုတွားယူခဲ့တယ်ဒါကအန်တာစရာအကောင်းဆုံးမဟုတ်သေးပါဘူးအတန်းပိုင်စရာမကသူ့ရဲ့စာဖြေလွှာလက်ရေးတန်ရှင်းတရက်မှုကိုတီးတန့်ထုတ်ပြပြီးချီးကျူးခဲ့တာပါရမှတ်20ရဲ့အရေးပါမှုကိုတော့အထူးတလဲပြောနေစရာမလိုတော့ပါဘူးဒီနေရာမှာတခုပြောချင်တာက NCU ရဲ့စာဖြေလွှာကအရင်ကထက်အများကြီးပိုပြီးတန်ရှင်းတရက်နေခဲ့တာပါပဲဆရာမကဒီလိုမှပေါ့ဒီလောက်လာတဲ့ကောင်မလေးကရုပ်ရည်ကလည်းအချိုးစားကြနဲ့အမယ်လေးလက်ရေးလေးကလည်းလှလိုက်တာလို့ပြောလိုက်တယ်တခန်းလုံးဝိုင်းရကြတာကိုကြားတော့ NCU တယောက်ရှက်ကိုရှက်ကန်းနဲ့အမြင့်ကြီးစုပုံနေတဲ့ဖက်စာအုပ်တွေနဲ့စာမေးပွဲမေးခွန်းလွှာတွေကြားတဲ့ခေါင်းဝတ်ထားလိုက်ပါတော့တယ်အတန်းစင်းတော့သူ့ငယ်ချင်းမလေးတွေကတောက်ကြီးဝိုင်းုံလာကြပြီးအဖွဲ့အစည်းကိုတစ္ဆာဖောက်လို့အပြစ်ပေးရမယ်ဆိုပြီးသူ့ကိုအတင်းဆွဲခေါ်သွားကြတယ်သူကလည်းယုံတလို့လိုက်သွားတလို့နဲ့ပါသွားတာပါပဲအခန်းဝါကနေထွက်သွားချိန်မှာသူကကျွန်တော်ဘက်ကိုတမင်တက်ပဲဖြစ်ဖြစ်မရည်ရပဲနဲ့ပဲဖြစ်ဖြစ်အချိန်တော်များများလန့်ကြည့်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်ခေါင်းမော့ရင်ကော့ပြီးတော့အမီးလေးထောင်နေတဲ့ခွေးပေါက်လေးတစ်ကောင်လိုပါပဲအဲ့ဒီနောက်ပိုင်းမှာတော့ NCU ပဲဖြစ်ဖြစ်သူ့ရဲ့သူငယ်ချင်းမလေးတွေရဲ့ဖြစ်ဖြစ်တညာတွင်းချင်းအရွယ်ရောက်သွားကြတယ်လို့ပါပဲပုံမှန်ဆိုသူနဲ့အမြဲစော့ကစားနေတတ်တဲ့သူတွေကအစအတန်းသားချိန်ဆိုရင်ကိုယ့်နေရာမှာကိုထိုင်ပြီးပု္ပ္ပစာနေပါးတွက်တာတို့စာလုံးပေါင်းနေပါးကြက်တာတို့လှုပ်လာကြတယ်မနဲ့ခင်းစာကြက်ချိန်တွေဆိုရင်ပိုပြီးတောင်မြင်ကောင်းသေးတယ်အနောက်ဆုံးတန်းကလူတွေဆိုအိတ်ချင်လုံးလို့မျက်လုံးတွေတောင်မဖွင့်နိုင်ကြပေမဲ့ကြပြားဟောင်းတွေကိုအတင်းအောင်ပြီးကြက်မှတ်နေကြတာပါ NCU ကတော့ကျွန်တော်စီ message ပြပို့ပြီးငွေယုံကြီးသွားတဲ့အချိန်လေးကလွဲရင်ကျန်တဲ့အချိန်တွေအကုန်လုံးကိုစာလုပ်တဲ့နေရာမှာပဲသုံးနေခဲ့တယ်အချိန်တွေကအယမ်းမြန်ကုန်းဆုံးသွားပြီးမျက်စိတမိတ်အတွင်းမှာပဲစာတင်တဲ့ဝက်ဆုံးစာမေးပွဲကိုရောက်လာခဲ့တယ်စာမေးပွဲမှာသူ့ရဲ့ရမှတ်တွေကအများကြီးတိုးတက်လာခဲ့လို့ကျွန်တော်တို့အတန်းရှိတဲ့အထက်တစ်ထက်လုံးမှာတော်တော်လေးကိုကြရက်ရိုက်သွားစေခဲ့ပါတယ်။စောင်းရသည်ကျောင်းပိတ်ရက်မတိုင်ခင်နောက်ဆုံးရက်မှာအတန်းထဲကနေလက်ဖက်ရည်ဝိုင်းလေးတစ်ခုစီစဉ်ခဲ့တယ်။အားလုံးကစားပွဲခုံတွေကိုဝိုင်းဖွဲ့ပြီးတချင်းတွေဆိုကကြခုံကြနဲ့မုံတွေစားခဲ့ကြတယ်။ကျွန်တော်နဲ့ခုံဖော်ကဘီစကုတ်မုတ်တစ်ထုပ်ကိုခွဲဝေစားတော့နေတော့ဘေးနားကစူးရွေကျဲကချိုးဝက်ဆန်းကျဲပြီးနောင်တရနေတဲ့မျက်နှာပေးမျိုးနဲ့တတိပေးလာတယ်။ငါမင်းတို့ကိုပြောပြမယ်။ဝီချက်မှာသူငယ်ချင်းဖြစ်ကနေဖြတ်ပစ်ပြီးရင်အဲ့ဒီလူစီကိုမစိတ်ချထပ်မပိုးမိစေနဲ့တော့တဲ့။ဘာလို့လဲလို့ကျွန်တော်ခုံဖော်ကဝင်မေးလိုက်တယ်။ဘာလို့လဲဆိုတော့တစ်ဖက်လူကကိုမက်ဆေ့ချ်တွေကိုရနေသေးတယ်ဆိုတာငါမနေ့ကမှတိလိုက်ရလို့ပဲကွာငါလေးငိုတော်ငိုချင်သွားတယ်မနေ့ကငါစူးရွေကျဲစကားမဆုံးခင်မှာပဲအခန်းတစ်ခုလုံးရဲ့စူညံတန်တွေကိုဖုံးလွှမ်းသွားတဲ့အတန်ကျဲကြီးတစ်ခုကသူ့စကားကိုဖျက်ပြောလိုက်တယ်နင်ပါပြောလိုက်တယ်တဲ့အတန်းထဲကလူတိုင်းရဲ့အကြည့်တွေကအဲ့ဒီစီကိုတညီတညာတည်းရောက်သွားကြတယ် NCU ရဲ့မျက်နှာကဖြူဖက်ဖြူရောဖြစ်နေခဲ့တယ် NCU ကအိမ်သာသွားဦးမယ်လို့ပြောပြီးထွက်သွားပေမဲ့အဲ့ဒီနောက်ပိုင်းသူပြန်မလာတော့ပါဘူးအတန်းထဲကထွက်သွားတဲ့အချိန်မှာသူကခေါင်းကိုအမြဲငုံထားခဲ့ပြီးမျက်နှာလည်းတော်တော်လေးပြက်နေတယ်လူတကိုယ်လုံးလဲအားအင်ကုန်ခန်းနေပြီးရေနစ်နေတဲ့ခွေးပေါက်လေးတစ်ကောင်လိုဖြစ်နေတာပါကျွန်တော်လဲဖုန်းကိုထုတ်ယူပြီးသူနဲ့ပြောထားတဲ့ chat box ထဲကိုတီးတန့်ဝင်ကြည့်လိုက်မိတယ်လက်ဖက်ရည်ဝိုင်းလေးပြီးဆုံးသွားချိန်မှာတော့အပြင်ဘက်မှာနှင်းပွင့်လေးတွေကျဆင်းနေပါပြီစောင်းရာဒီမှာဆက်ပြီးစီးရတာအရန်အေးလုံးလို့ဒီရက်ပိုင်းကျွန်တော်ကျောင်းကိုလမ်းလျှောက်ဒါမှမဟုတ်ဘတ်စကားစီးပဲသွားဖြစ်တယ်ဒီနေ့ကျောင်းစင်းတာဆိုတော့ကျွန်တော်လဲသူငယ်ချင်းတွေနဲ့အတူအိမ်ပြန်လမ်းလျှောက်ခဲ့တယ်အားလုံးကရဲရဲမောမောနဲ့စကားတွေပြောလာကြပြီးလမ်းဆောင်ရောက်လို့လမ်းခွဲကြတဲ့အခါတယောက်ကိုတယောက်နှစ်တစ်ကူစုမုံကောင်းတွေတောင်းပေးခဲ့ကြတယ်နောက်ဆုံးကြံတဲ့သူငယ်ချင်းနဲ့လမ်းထောင်ကျိုးမှာနှုတ်ဆက်ခွဲခွာပြီးတဲ့နောက်ကျွန်တော်ဆက်လျှောက်ရမယ့်လမ်းနဲ့ကျန်နေပါသေးတယ်နင်းကြတာတဖြည်းဖြည်းပိုတန်လာတယ်ကျွန်တော်လဲလက်ကိုလေးမှုတ်ပြီးအနှွေးတက်ပေးရင်ရှေ့ကိုဆက်လျှောက်လာခဲ့တယ်ထောင်ကျိုးကနေကွေ့လိုက်တဲ့အချိန်လေးမှာပဲ NCU နဲ့မျက်နှာချင်းဆိုင်ပတ်ပင်းတိုးပါတော့တယ်သူကမျက်နှာကြီးစုပုတ်ပြီးကျွန်တော်ကိုဒေါသတကြီးနဲ့စိုက်ကြည့်နေတယ်ဝီချက်ကိစ္စကြောင့်သူဒေါသထွက်နေမှန်းကျွန်တော်သိလို့ငါလဲတမင်တက်လောက်တာမဟုတ်ရပါဘူးဟာနင့်ကိုတတိပေးမလို့ပဲအခွင့်ရေးမရဖြစ်နေတာလို့အစပြုပြီးရှင်းပြလိုက်တယ်ကျွန်တော်စကားတောင်ဆုံးအောင်မပြောရသေးဘူး NCU ကကျွန်တော်ကိုဆွဲခေါ်သွားပြီးနံရံမှာကတ်ထားလိုက်တယ်ပြီးတော့ကျန်တဲ့လက်တစ်ဖက်နဲ့ကျွန်တော်ဘာဆက်ကိုပိတ်ထားလိုက်ပြီးဘာမှဆက်မပြောနဲ့လို့ဒေါသတကြီးနဲ့ချင်းချောက်ပါတော့တယ်အဲ့ဒီနောက်မှာမှသူဘာလုပ်နေလဲဆိုတာတတိဝင်သွားပြီးတက်လိုက်သွားတယ်လို့မျိုးလက်ကိုအမြန်ရုပ်လိုက်တယ်ပြီးတော့သူ့မျက်နှာကပိုပြီးတော့တောင်ပြက်သွားသေးတယ်သူကပါဆက်ဟပြီးတခုခုပြောချင်ပုံရပေမဲ့နောက်ဆုံးတော့နောင်တရတယ်လို့နှုတ်ခမ်းကိုပြန်ပိတ်လိုက်ပြီးလမ်းကြားရဲ့တစ်ဖက်ကိုလှည့်ပြေးသွားပါတော့တယ်ကျွန်တော်လည်းဘာဖြစ်သွားမှမသိကြောင်တောင်နဲ့အဲ့ဒီနေရာမှာခဏလောက်စောင့်ကြောင်ထိုင်နေပြီးမှအိမ်ရှိရာဘက်ကိုဆက်လျှောက်လာခဲ့တယ်ဒါပေမဲ့ခြေလမ်း90လောက်ပဲလျှောက်ရသေးတယ်လမ်းကြားရဲ့နောက်ထပ်ထောင်ချိုးတစ်ခုမှာလမ်းပိတ်ခံလိုက်ရပြန်တယ် NCU ကခေါင်းကြီးငိုက်ကြနေပြီးအထူကြီးဖြစ်နေတဲ့အဖြူရောင်နှင်းကအင်ဂျီထူကြီးတဲ့ကိုဝင်မတက်ဖြစ်နေတယ်အပြစ်လောက်ထားလို့ဝန်ခံနေတဲ့တနာစရာကြောင်ပေါက်လေးတစ်ကောင်နဲ့တောင်တူနေသေးတယ် sorry ပါဟာစောစောကငါအဲ့ဒီလိုမလုပ်သင့်ပါဘူးလို့သူကအရင်စကားဆက်ပြောတယ်ကျွန်တော်ကသူ့ကိုကြည့်ပြီးရပါတယ်ကိစ္စမရှိပါဘူးလို့ပြန်ဖြေလိုက်တယ် NCU ကနင်းနေအန်တသွားတဲ့ပုံနဲ့ကျွန်တော်ကိုမောကြည့်လာတယ်န
နီရဲနေတဲ့မျက်လုံးလေးတွေကပုတ်ခတ်ဖြစ်သွားပြီးချက်ချင်းပဲခေါင်းကိုပြန်ငုံသွားပြန်တယ်ကျွန်တော်တို့နှစ်ယောက်ကြားမှာခဏလောက်တိတ်ဆိတ်သွားပြီးနောက်လင်းကျိုးငါကအရန်ရေစရာကောင်းနေလားဟင်လို့သူကမေးတယ်ကျွန်တော်လည်းစဉ်းစားပြီးမှတကယ်လို့နင်းကငါ့ကိုသဘောကျနေတာကိုဝမခံရဲဘူးဆိုတဲ့အကြောင်းပြောချင်တာဆိုရင်တော့အဲ့ဒါကရေစရာကောင်းတယ်လို့ငါမထင်ပါဘူးငါတို့ကအသက်18နှစ်ပဲရှိသေးတာလေဒါကတာမန်မှာပဲလို့ပြန်ဖြေလိုက်တယ်သူ့မျက်နှာတစ်ခုလုံးနင်းကအင်ဂျီထဲမြုပ်နေပေမဲ့သူ့နားရွက်လေးတွေချက်ချင်းနီးရဲသွားတာကိုကျွန်တော်မြင်လိုက်ရသေးတယ်ငါကအရန်စိတ်ရှုပ်စရာကောင်းနေလားဟင်နေ့တိုင်းနင်းစီကိုမက်ဆေ့ကြတွေအများကြီးပို့နေတာတကယ်တော့နင်းကားကိုတိုက်ရိုက်ဖြတ်ပစ်လိုက်လို့ရတာပဲကိုလို့အားငယ်ရဲ့လေတန်လေးနဲ့ဆက်မိတယ်ကျွန်တော်လည်းခါလောက်တိတ်ဆိတ်သွားပြီးမှအင်းလေအမှန်ဆိုငါတိုက်ရိုက်ဖြတ်ပစ်လိုက်လို့ရတာပဲလို့ပြောလိုက်တယ်အဆက်ကတော့ NCU ကကျွန်တော်ပြောတဲ့စကားရဲ့အတိတ်ပဲကိုနားမလည်သေးဘူးကျွန်တော်စကားပြောပြီးဘာမှဆက်မပြောတော့တာကိုမြင်တော့ကျွန်တော်ကိုမောကြည့်လာတယ်ပြီးတော့မှကျွန်တော်နှုတ်ခမ်းထောင်းကအပြုံးကိုမြင်ပြီးသူနောက်ကျမှသဘောပေါက်သွားတယ်မျက်ရည်ဝဲနေရဲ့မျက်လုံးလေးတွေကချက်ချင်းအယောင်တောက်သွားပြီးနင်းလို့စကားတစ်လုံးထွက်လာပေမဲ့ဆက်မပြောနိုင်တော့ပဲရက်သွားတယ်မျက်နှာလေးလည်းနီးရဲသွားပြီးတတုံးလို့အဲ့ဒီနေရာမှာကြောင်အန်းလေးရက်နေတော့တယ်ကျွန်တော်ခါလောက်စောင့်ကြည့်လိုက်ပေမဲ့သူဘာမှဆက်မလုပ်ရှားတာနဲ့တော်တော်မိုးကြုံနေပြီငါအိမ်ပြန်တော့မယ်လို့ပြောပြီးသူ့ကိုရှောင်ကာရှေ့ကိုဆက်လျှောက်လာခဲ့တယ်2မိနစ်လောက်ကြာမှတော့ NCU ကနောက်ကနေပြေးလိုက်လာတယ်တခင်ကိုအသေးလဲပြေးလိုက်နေတဲ့ခွေးပေါက်လေးတစ်ကောင်လိုပဲလင်းကျိုးဆိုပြီးကျွန်တော်ရှေ့ကိုရုတ်တရက်ရောက်လာကလမ်းပိတ်ရက်လိုက်တယ်စိတ်လှုပ်ရှားလုံးလို့သူ့နှုတ်ခမ်းတွေတုံရင်နေတယ်စကားပြောတဲ့အခါအတန်မတုံအောင်လို့အသက်ကိုပြင်းပြင်းရှူသွင်းရင်သူစူးစမ်းနေတယ်လင်းကျိုးဒီနေရာမှာငါဖြေတစ်ခုလောက်ကြိုပြီးတောင်းထားလို့ရမလားအခုချိန်ငါတို့အတွက်အရေးကြီးဆုံးကစာလုပ်ဖို့ဆိုတာငါသိပါတယ်ငါစာမေးပွဲရမှတ်တွေမကောင်းဘူးလက်ရေးလည်းမလှဘူးစိတ်တဘောထားလည်းမမှန်ဘူးဆိုတာရဲ့နောက်ထပ်အားနည်းချက်တွေအများကြီးရှိတယ်ဆိုတာကိုလည်းငါသိပါတယ်ဒါပေမဲ့ဒီနေ့ကစပြီးငါဖြည်းဖြည်းချင်းပြင်သွားပါမယ်အဲ့ဒါကြောင့်အဖြေတစ်ခုကိုငါကြိုပြီးယူထားလို့ရမလားဟင်ရပါတယ်လို့ကျွန်တော်ကသူ့စကားကိုဖျက်ပြောလိုက်တယ်စကားတော်မဆုံးသေးတဲ့ NCU ဟာအဲ့ဒီစကားတခွန်းကြောင့်ထပ်ပြီးတော့ကြောင်သွားပြန်တယ်အဲ့ဒီနေရာမှာပဲအယူလေးတယောက်လိုရက်နေတော့တယ်သူ့ပုံစံကိုကြည့်ပြီးကျွန်တော်ကနင်ဒီမှာအယူလိုနောက်ထပ်1မိနစ်လောက်ရက်နေဦးမယ်ဆိုရင်စာလို့ရမယ့်အချိန်က1မိနစ်ထက်လျော့သွားဦးမယ်နော်လို့နောက်ပြောင်လိုက်တယ်သူကအတီပေါက်မှတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်မထားမိဘူးနင်ပြောတာမှန်တယ်ငါအခုပြန်ပြီးစာလို့ရတော့မယ်အချိန်ဖြုံးလို့မရဘူးလို့ပြောပြီးတာနဲ့လေပြေးတယ်လို့လက်ကနေပြေးထွက်သွားပါတော့တယ်ဒါပေမဲ့ခက်ဝေးတောင်မရောက်သေးဘူးသူပြန်လှည့်လာပြီးသူနင်းကအင်ဂျီကိုဆွဲချွတ်လိုက်တယ်စိတ်လှုပ်ရှားလုံးလို့မျက်နှာတစ်ခုလုံးနီးမြန်းနေပြီးမျက်လုံးထဲမှာတော့မရရအောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်တွေပြည့်ရှံနေတယ်သူချွတ်လိုက်တဲ့နင်းကအင်ဂျီကြီးကိုကျွန်တော်ကိုပေါ်လွှမ်းကြုံပေးခဲ့ပြီးလမ်းကြားပြင်ဘက်ကိုပြေးထွက်သွားတယ်နှစ်လမ်းလောက်ပြေးမှကျွန်တော်ဘက်ကိုပြန်လှည့်ကြည့်ပြီးလင်းကျိုးနင့်ကိုငါစိတ်ပြတ်အောင်လုပ်မှာမဟုတ်ဘူးစောင့်ကြည့်နေလိုက်တော့လို့ပြောသွားတယ်အဲ့ဒီအချိန်ကစပြီးသူကသူ့ချိန်တွေအကုန်လုံးနှီးပါးကိုစာလုပ်တဲ့နေရာမှာပဲသုံးပါတော့တယ်တရုတ်နှစ်တစ်ကူပထမနေ့မှာတော့နေ့လယ်ဘက်ဖုံးဆက်ပြီးပု္ပ္ပာတပုတ်လမ်းမေးသေးတယ်အထက်တန်းနောက်ဆုံးနှစ်ကျောင်းဖွင့်ပါပြီပထမဆုံးရက်ကလေးက NCU တယောက်အရင်နဲ့မတူတော့တာကိုအတန်းထဲကလူတိုင်းသတိထားမိကြတယ်သူကနေ့တိုင်းမနက်ဆိုအတန်းထဲကိုအစောဆုံးရောက်ပြီးညဘက်ဆိုအနောက်ဆုံးမှပြန်တယ်အိမ်သာသွားရင်တောင်စာအုပ်ယူသွားပြီးအတန်းသားချိန်ဆိုပု္ပ္ပာတွက်နေတာမဟုတ်ရင်တခြားလူတွေကိုစာသွားမေးနေတတ်တယ်အထက်တန်းနောက်ဆုံးနှစ်ဒုတိယနှစ်ဝက်မှာတော့စာမေးပွဲမျိုးစုံကတတိတန်းကြီးရောက်လာတော့တာပါပဲ NCU ကဖြေတိုင်းတိုးတက်လာခဲ့ပြီးအဲ့ဒါကလူတိုင်းကိုယုံကြည်မှုတွေပိုရှိလာစေခဲ့တယ်စာမေးပွဲဖြေပြီးတဲ့ညတိုင်းမှာတော့သူကအမိကိုက်စော့နေတဲ့ခွေးပေါက်လေးတစ်ကောင်လိုချီးကျူးခံခြင်းနေတတ်တယ်ပြီးတော့ကျွန်တော်ကိုစိတ်ပြတ်အောင်မလုပ်ပါဘူးလို့လည်းထက်ခါတလဲလဲဂတိပေးရှာတယ်ဒါပေမဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူတွေရဲ့စိတ်ခံစားချက်ကပြောင်းလဲလွယ်တယ်လေ NCU လည်းချွင်းချက်တော့မဟုတ်ပါဘူး4လပိုင်း5လပိုင်းလောက်ရောက်တော့တခါတလေသူကစိတ်တက်ကြနဲ့ကျွန်တော်စီမက်ဆေ့ကြပို့ပြီးကြီးကြတတ်သေးတယ်လင်းတော်မောင်နောက်ကြရင်အိမ်ကကုမ္ပဏီကိုရှင်းကိုပေးမယ်လေအဲ့ဒါဆိုရမှတ်နီးနဲ့လဲလို့ရမလားဟင်တက္ကသိုလ်ဝင်ခွင့်ဖြေတယ်ဆိုတာလဲနောက်ကြရင်ဘဝကိုကောင်းကောင်းဖြတ်တန်းနိုင်ဖို့နဲ့အလုပ်ကောင်းကောင်းရဖို့ပဲမလားကျမပိုက်ဆံရှိလာရင်အကုန်လုံးရှင်းကိုပေးပါမယ်အဲ့ဒီလောက်ကြီးတင်းမကျက်ပဲနေလို့မရဘူးလားဟင်လို့ပို့တယ်အဲ့ဒီလိုပို့ပြီးတာနဲ့သူပျောက်သွားရောဒါပေမဲ့ညနေပိုင်းရောက်တော့တခါယူးကြောင်ထပ်ဖြစ်ပြန်တယ်လင်းတော်မောင်စောစောကပို့လိုက်တာကျမမဟုတ်ဘူးနော်အိမ်မက်ရောင်ပြီးပို့မိသွားတာအဲ့ဒါကျမပို့တာလို့မတတ်မှတ်ပါနဲ့ရှင်မယုံနဲ့နော်ဒါပေမဲ့နောက်ကြရင်ပိုက်ဆံတွေအကုန်လုံးရှင်းကိုပေးမယ်ဆိုရဲစကားကိုတော့ကျမထောက်ခံတယ်လို့ပြောပြန်တယ်သူ့ရဲ့အဲ့ဒီလိုစိတ်ပြောင်းမြင်မှုတွေကြားထဲမှာပဲနောက်ဆုံးတော့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကိုရောက်လာခဲ့တယ်စာမေးပွဲခန်းထဲကထွက်လာချိန်မှာ6လပိုင်းဆိုင်ရဲ့လေပြေလေးတွေကတာယာယာတိုက်ခတ်နေတယ်အိမ်ပြန်ရောက်တော့ဖုန်းကိုကောက်ကင်လိုက်တဲ့အထဲမှာအတန်းဖော်တွေပို့ထားတဲ့မက်ဆေ့ကြတွေအများကြီးပဲတယောက်ချင်းစီကိုပြန်စာပို့ပြီးမှ NCU ရဲ့မက်ဆေ့ကြကိုတွေ့လိုက်တယ်ဖွင့်ကြည့်လိုက်တော့စာတစ်ကြောင်းနဲ့ပဲတွေ့ရတယ်လင်းတော်မောင်ကဲပါဦးတဲ့ကျွန်တော်လဲနားမလည်နိုင်ဖြစ်သွားပြီးစဉ်းစားကန်းဖွင့်ကဖုန်းခေါ်လိုက်တယ်ဒါပေမဲ့သူကဖုန်းချသွားတယ်ပြီးတော့မက်ဆေ့ကြတစ်ဆောင်ဝင်လာတယ်အခုဖုန်းပြောလို့အဆင်မပြေဘူးရှင်ပဲမက်ဆေ့ကြပို့လိုက်ပါကျမရှင်ကိုပြန်အပ်ထားလိုက်ပြီးရှင်ပို့တဲ့မက်ဆေ့ကြတွေကိုကျမလက်ခံရရှိနေပြီတဲ့ကျွန်တော်လဲဘာတက်နိုင်မှလဲစောစောကစကားကဘာအဓိပ္ပာယ်လဲလို့သူ့ကိုမေးလိုက်ရတယ်သူကခန်းစားချက်ပြည့်ပါတဲ့စက်တကာလေးတွေပို့လာပြီးမှရှင်းပြတယ်အမေကစာမေးပွဲခန်းရှိကနေကျမကိုလာခေါ်သွားတာညကြရင်အမေရိကကိုပို့တော့မလို့တဲ့ဒီနှစ်လအတွင်းအမေရိကကကုမ္ပဏီမှာအတွေ့အကြုံယူခိုင်းမလို့တဲ့လေလို့ဆိုတယ်ကျွန်တော်လဲပြောစရာစကားတောင်စွန့်သွားပေမဲ့သူ့ကိုနှစ်သိမ့်ပေးလိုက်ပါတယ်ကိစ္စမရှိပါဘူးဟာနှစ်လဆိုတာမြ мян လေးကုန်သွားမှာပါလို့ပြောလိုက်တယ် NCU ကစကားတခုမေးပြီးခဏနေတော့လောဘတာကြီးနဲ့ထပ်မေးပြန်တယ်လင်းတော်မောင်ကျမစာမေးပွဲဘယ်လိုဖြေနိုင်ခဲ့လဲဆိုတာရှင်မမေးတော့ဘူးလားတဲ့အကုန်ဖြေပြီးသွားပြီပဲရလက်လဲထွက်လာတော့မှာမို့အမတ်တွေကသူ့လိုတီးရမှာပဲလေမေးစရာမှမလိုတော့တာလို့ပြန်ဖြေလိုက်တယ်ရှင်ကဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲရှင်ကတကယ်ကိုဒီကဘာပေါ်မှာအကောင်းဆုံးလင်းတော်မောင်ပါပဲတဲ့လက်ကုံပိုင်းမှာတော့အမတ်စရင်တွေထွက်လာတယ်ကျွန်တော်ကတော့မျှော်မှန်းထားတဲ့အမတ်မျိုးရခဲ့တယ်
NCU ကလည်းတက္ကသိုလ်ပထမအဆင့်ဝင်ခွင့်မှတ်ကိုတီတီလေးအောင်သွားတာမို့သူတော်တော်လေးစူးစမ်းခဲ့ရတယ်လို့ပြောရမှာပါဒါပေမဲ့သူကအဲ့ဒီအတွက်တိတ်ပြီးစိတ်လှုပ်ရှားနေပုံမရပါဘူးကျွန်တော်နဲ့တမျိုးတည်းအတူတူနေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တက္ကသိုလ်ရွေးချယ်မှုတွေလုပ်ပြီးသွားတဲ့နောက်ကျောင်းပိတ်ရက်တစ်လျှောက်လုံး WeChat ပေါ်ကနေအမေရိကမှာသူဘလို့နေထိုင်နေရတယ်ဆိုတာကိုအချိန်နဲ့တပြေးညီသတင်းပို့နေတော့တယ်အဲ့ရတာထမင်းစားဘာတွေစားခဲ့လဲအလုတ်စင်းအလုတ်သိမ်းအဲ့ဒီလောက်တင်မကရေချိုးပြီးခေါင်းလျှော်ကြီးခြောက်သွားတာကအစကျွန်တော်ကိုလမ်းပြောသေးတယ်လူငယ်ပြီးခွန်အားတွေကပြည့်ရှံနေတော့အသက်ပင်နာခါရှူလိုက်တယ်ဆိုတာကိုတောင်သတင်းပို့ချင်နေရဲ့ပုံပဲဒါတင်မကသေးဘူးနွေရာသီကျောင်းပိတ်ရက်တိုတိုလေးတွင်းမှာနိုင်ငံခြားကနေပို့လိုက်တဲ့ပါဆယ်ထုတ်တွေမရေမတွက်နိုင်အောင်ကျွန်တော်ရခဲ့တယ်စားစရာတွေသုံးစရာတွေကစားစရာတွေအားလုံးသူပို့ပေးတာကြီးပါပဲစောင်းဦးလေးပြန်တိုက်လာတဲ့အချိန်ကျောင်းဖွင့်ဖို့လည်းနီးလာပြီ NCU ကပြန်မရောက်လာသေးဘူးအချိန်ကျရင်ကျောင်းကိုတိုက်ရိုက်သွားမယ်လို့တော့ပြောထားတယ်ဒါပေမဲ့မထွက်ခွာခင်ညဘက်ကျွန်တော်အိမ်မှာပစ္စည်းတွေတင်းစင်းနေတုန်းသူ့စီကဖုန်းဝင်လာတယ်လင်းကျိုးဖုန်းရဲကနေကြားရတာတောင်အဲ့ဒီနမီခေါ်တဲ့နှလုံးထဲမှာဖုန်းပြမရတဲ့တုံရင်မှုတွေကိုကျွန်တော်ကြားနေရတယ်နင်အောက်ကိုခဏလောက်ဆင်းလာပေးလို့ရမလားနင့်အိမ်အောက်ကိုလေခဏလောက်ဆင်းလာခဲ့ပေးပါလားတဲ့ကျွန်တော်ခဏလောက်တုံဆိုင်သွားပြီးအင်းလို့ပြောကအောက်ထက်ကိုမြ мян ဆင်းလာခဲ့တယ်အဝေးကနေကြည့်လိုက်တော့ NCU ကနယံဘေးကတစ်ပင်ကြီးအောက်မှာခီးဆောင်အိတ်တလုံးဆွဲပြီးရက်ဆောင်နေတာကိုမြင်လိုက်ရတယ်နင်ကအเจ้าကိုတိုက်ရိုက်သွားမယ်ဆိုထားတာမဟုတ်ဘူးလားဘာလို့စောပြီးပြန်ရောက်နေတာလဲလို့ကျွန်တော်သွားပြီးမေးလိုက်တယ်သူကဘာမှပြန်မဖြေဘူးမျက်လုံးလေးတွေစိုက်ပြီးကျွန်တော်ကိုပဲတင်းတင်းကြပ်ကြပ်ကြည့်နေတယ်အသက်ကိုပြင်းပြင်းအချိန်ပေါင်းများစွာရှူသွင်းလိုက်ပြီးမှသူကစကားဆက်တယ်လင်းကျိုးငါကတိတ်ပြီးတန်ဖိုးမရှိဘူးဆိုတာကိုငါသိပါတယ်ငါမှအားနည်းချက်တွေအများကြီးရှိတယ်ဆိုတာကိုလည်းငါသိပါတယ်စာမေးပွဲအမှတ်တွေဆိုရင်လည်းနင်လိုချင်တဲ့အဆင့်ကိုမီအောင်မလုပ်နိုင်ခဲ့ဘူးလေဒါပေမဲ့နင့်ကိုငါတကယ်သဘောကျတာပါအကြာကြီးကလေးကသဘောကျနေခဲ့တာပါအရင်တစ်ခေါက်ဖွင့်ပြောခဲ့တော့ငါလောက်တာတော်တော်လေးအဆင်မပြေဖြစ်ခဲ့တယ်ဒီတစ်ခေါက်တော့ထပ်ပြီးမလွဲချော်တော့ဘူးလို့မျှော်လင့်ပါတယ်လို့ပြောတယ်သူကစကားပြောနေရင်းနဲ့အိတ်ကက်ထဲကနေပစ္စည်းတစ်ခုကိုထုတ်လိုက်တယ်လမ်းမီအောင်အောက်မှာတလက်လက်တောက်ပတ်နေတဲ့အဲ့ဒီအရာကတန်မိုးကြီးလက်ပတ်နာရီတစ်လုံးပါပဲငါပို့ပြီးကောင်းမွန်လာအောင်စူးစမ်းပါမယ်နင့်ခြေလမ်းတွေကိုအမိလိုက်နိုင်အောင်စူးစမ်းပါမယ်အမိမလိုက်နိုင်ခဲ့ဘူးဆိုရင်တောင်မှငါလည်းနင့်နောက်မှာအမြဲတမ်းလိုက်နေမှာပါငါနင့်ကိုသဘောကျတယ်လင်းကျိုးသူကလက်ပတ်နာရီကိုထုတ်လိုက်ပြီးလွန်ခဲ့တဲ့6လတုန်းကငါနင့်စီမှာကြိုတောင်းထားခဲ့တဲ့အဖြေလေးအခုနင်အဲ့ဒါကိုပေးဖို့ဆန္ဒရှိသေးလားဟင်လို့မေးတယ်ကျွန်တော်ရှေ့ကိုစမ်းထုတ်လာတဲ့သူ့လက်လေးတွေကတုံရင်နေရဲ့ကြည်လင်နေတဲ့မျက်လုံးလေးတွေထဲမှာမျောလင်းချက်တွေစိတ်အားထက်သန်မှုတွေပြည့်ရှံနေသလိုအောင်ဤထားရတဲ့စိုးရိမ်ပူပန်မှုတွေကိုလည်းဖုံးကွယ်မထားနိုင်ဘူးဒီချိန်လေးမှာပဲပြီးခဲ့တဲ့နှစ်လအတွင်းတစ်ခါတလေပေါ်လာတတ်တဲ့သူ့ရဲ့ဝမ်းနည်းမှုတွေကဘယ်ကလာတယ်လဲဆိုတာကိုကျွန်တော်နောက်ဆုံးတော့နားလည်သွားပါပြီကျွန်တော်သူ့ကိုကြည့်ပြီးပြုံးကဆန္ဒရှိတာပေါ့လို့ဖြေလိုက်တယ်အဲ့ဒီစကားကိုကြားတော့ NCU ကခဏလောက်ကြောင်သွားပြီးတာနဲ့ကျွန်တော်ကိုရုတ်တရက်တင်းတင်းကြပ်ကြပ်ကြီးဖတ်ထားလိုက်ပါတော့တယ်ဖတ်ထားရုံနဲ့အားမရသေးဘူးကျွန်တော်ကိုနောက်ဆုတ်သွားအောင်တွန်းပြီးနေရန်မှာပိတ်လောင်ထားလိုက်သေးတယ်လင်းတော်မောင်ဒါကကျွန်တော်ရှေ့မှာသူ့မျက်နှာချင်းဆိုင်ပထမဆုံးအကြိမ်အဲ့ဒီလိုခေါ်လိုက်တာပါပဲသူ့တန်လေးကတိုးတိတ်အရှနေပြီးတနာစရာကောင်းတဲ့အရေးအယောင်လေးတွေလည်းပါနေတယ်ငါ့ကိုဖတ်ထားပေးပါလင်းကျိုးလို့သူကကျွန်တော်နားနားကပ်ပြီးတောင်းဆိုတယ်နယံဘေးကနေနွေရာသီပိုးကောင်လေးတွေရဲ့ authenticity ကိုရန်ဖန်ရန်ကကြားနေရတယ် NCU ကအဲ့ဒီလိုမျိုးကျွန်တော်ကိုမိတွန်းပြီးအကြာကြီးဖတ်ထားခဲ့တယ်အဲ့ဒီနောက်မှာတော့သူကဖြည်းဖြည်းချင်းလွတ်ပေးလိုက်ပြီးစောစောကလက်ပတ်နာရီလေးကိုထုတ်ကကျွန်တော်ကိုပတ်ပေးတယ်လာရောင်ကလင်းထိန်နေပြီးကျွန်တော်တို့နှစ်ယောက်မျက်လုံးချင်းစုံမိသွားကြတယ်အသက်18နှစ်အရွယ်မျက်လုံးလေးတွေထဲမှာအစစ်မှန်ဆုံးချစ်ချင်းမေတ္တာတွေကထင်းလင်းနေတယ်လင်းကျိုးသူကကျွန်တော်ရှေ့မှာတိုးတိုးလေးပြောတယ်ငါနင့်ကိုဘလောက်တောင်ကြအောင်သဘောကျခဲ့ရလဲဆိုတာနင်သိရလားဟင်စကားတန်လေးတိုးဝင်သွားတာနဲ့သူကကျွန်တော်ရှေ့ကိုတိုးကပ်လာတယ်ငါနင့်ကိုသဘောကျတယ်တကယ်ကိုအရန်သဘောကျတာပါစကားလဲဆုံးရောအနန်းတစ်ခုကကြာဆင်းလာခဲ့တယ်18နှစ်အရွယ်ရဲ့အနန်းကတကယ်ကိုအတွေ့အကြုံလူနဲ့လာပါတယ်နှုတ်ခမ်းချင်းထိကပ်သွားပြီးတဲ့နောက်သူကဘလို့ဆက်လို့ရမှန်းမသိတော့ဘူးလေဒါပေမဲ့ဒီလိုဖြူစင်ပြီးအတက်ကြမရှိတဲ့အနန်းလေးကပဲလူကိုလုံလောက်စွာကျေနပ်ပျော်ရွှင်သွားစေခဲ့ပါတယ်နန်းလို့တိတ်မကြခင်မှာပဲသူကခွာလိုက်ပြီးကျွန်တော်ကိုသူ့ရင်ခွင်ထဲထပ်ပြီးဆွဲဖက်လိုက်ပြန်တယ်ကျွန်တော်လေဘင်းခွင်လေးရဲ့ကိုမျက်နှာအပ်ပြီးငါအရန်ကန်ကောင်းတာပဲအရန်လဲဝမ်းတာတယ်အသက်80အရွယ်ရောက်ရင်တောင်ဒီနေ့လေးကိုငါမက်မိနေမှာပါလင်းကျိုးနင်ငါ့ကိုယုံလိုက်ပါတော့နော်လို့တိုးတိုးလေးဖွင့်ဟပြောဆိုပါတော့တယ်ဇလန်းပြီးရပြီ